မတီတီဆက်ပါအသက်ကတော့26နှစ်ပါရှင်လာပါရှင်ညီမအနေနဲ့စက်တမှုနဲ့ညီရမယ့်အချက်ကတော့ဆရာကမိဘကိုလှုပ်ကြွေးတဲ့သားတစ်ယောက်လည်းဖြစ်တယ်ကိုယ်တိုင်လည်းလုပ်ငန်းခွင်မှာအောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လုပ်ငန်းအတွေ့အကြုံဝင်ချင်တာရောလုပ်ငန်းအတွေ့အကြုံရချင်တာရောဆရာရဲ့ပြောဆိုပေါ့နော်အဲ့ဒီအချက်တွေကမလေးတို့သဘောကျစရာကောင်းတဲ့ချက်ဖြစ်နေရပါဘောဟုတ်ပါတယ်စူးစမ်းကြပါအိမ်စာတွေလည်းလိုက်လုပ်ကြပါလို့ပြောချင်ပါတယ်ညီမလိုမျိုးလုပ်ငန်းအတွေ့အကြုံယူချင်တဲ့သူတွေအနေနဲ့ပေါ့နော်ကိုလိုက်လည်းကိုပြည့်မရှိသေးဘူးကိုယုံကြည်မှုရှိလာအောင်ဆရာနဲ့တူတူတဲဖို့စူးစမ်းဖို့ဖိတ်ခေါ်ပါတယ်ပထမဦးစွာဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ပြီးတော့ဖေဖေနဲ့မေမေပေါ့နော်ပြီးတော့ကိုဘေးပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်ပြီးတော့အမေနဲ့ဒီဇိုင်နာတယောက်ဖြစ်ပါစေလို့မတို့ကဆုတောင်းပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်အပြင်တင်တဲ့ကိုယ်တိုင်ကိုကြအနီးကပ်လူတွေလာရောက်တင်ကြားချင်တဲ့သူတွေအတွက်ဒါမဲ့ရှင်းလာပိုင်း30ရက်နေ့မှာစတင်ဖွင့်လှစ်တင်ကြားပေးသွားမယ်အခြေခံသင်တန်းနဲ့အရှင်းမြင့်မြန်မာပွဲတော်ဝတ်ဆောင်သင်တန်းတက်ရောက်လူသူများကကြိုတင်စီးရင်ပေးသွင်းအနန္တနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခြေခံကနေမှဘာသာဆုံးတင်ကြားချင်တဲ့သူတွေအတွက်စုစုပေါင်း390ကျပ်တိတိအခမဲ့တင်ကြားခွင့်အစီအစဉ်လည်းရှိပါတယ်ခင်ဗျာပွဲတဲ့အရှင်းမြင့်မွန်မှန်နိုးဘရာသင်တန်းတွေကိုတင်ကြားချင်တဲ့သူတွေအတွက်လည်း360ကျပ်တန်ဖိုးရှိတဲ့10ဘာသာကိုလည်းအခမဲ့တင်ကြားခွင့်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွက်ကတော့ဒီအတန်းတွေပဲတက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းဆောင်စံလိုတဲ့သူများက3998964333နဲ့ဖုန်းသို့မဟုတ် Viber သို့မဟုတ် Telegram ကိုလည်းအသေးစိတ်ဆက်သွယ်ဆောင်စံမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ PSCB မှာလည်းတွားအောင်ဆောင်စံမေးမြန်းနိုင်ပါတယ်အပြင်သင်တန်းတက်ရောက်ချင်တဲ့သူတွေအတွက်သင်တန်းကျောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အမှတ်965တောင်အုပ်ကလာဇာနီအောက်ဖက်10လမ်း9ရပ်ကွက်မှာပဲဖြစ်ပါတယ်ခင်ဗျာအသက်မွေးကျောင်းပညာရပ်ဖြစ်ဘဝရပ်တည်ခြင်းသူတိုင်းအတွက် Professional Fashion App PFA သင်တန်းကျောင်းတွေကြိုဆိုလိုက်ပါတယ်